စိတ်ချမ်းသာကြစေလို့တချမ်းတချင်းတွေကာချာနဲ့တာနာပါတဲ့တချင်းတွေကိုလည်းဆက်လက်ဖန်တီးနေသေးပါပဲခင်ဗျာနောက်ထပ်လေဖတ်တာမြန်မာဆိုတဲ့အမိုက်စားစူပါမြူးစ်ဗီဒီယိုကိုရိုက်ကူးပြီးစီးသွားပါပြီခင်ဗျာစပီးကြောင်းမယ်နော်နိုင်ပေါ်မှာဘလို့ပဲအားချောင်းဒီနိုင်ငံကိုကျွန်တော်အရန်ချစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲဘသူကဘာနေလဲဘသူကဘာစကားတွေပြောနေတာလဲဆိုတာကိုကျွန်တော်ဂျေဖိုင်ယာစဉ်းစားနားလည်တတ်ပါတယ်ပြီးတော့ဒီကိဒီခါလိုဒီလိုပြက်ကတ်ကာလာဒီတော့ရှုပ်ထွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်အနေနဲ့ကိုမိဘကိုမိတ်ဆွေပေါင်းတင်းတွေကိုဘယ်လိုဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကိုလည်းဉာဏ်နဲ့စဉ်းစားတတ်ပါတယ်โอเคမိမိကိုမထိခိုက်အောင်နေပါအဲ့ဒါမှပဲမိမိမိဘကိုမထိခိုက်အောင်လုပ်ကျွေးနိုင်ပါလိမ့်မယ်မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လုပ်ကျွေးနိုင်ပါလိမ့်မယ်နောက်ဆုံးမှမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်အရင်ဆုံးကိုမထိခိုက်အောင်စောင့်ရှောက်ပါโอเคတကယ်ထပ်ပြီးအားရမယ်နဲ့ကြုံစားပြီးတော့ကြုံအောင်ပါနော်ဆက်လက်စောင့်ကြည့်ဖို့အဆင်သင့်ပဲမလားအခုထွက်ခဲ့တဲ့ချင်းတွေအကုန်လုံးဘွားမှာစာလုံးရေးစာပဲရှိသေးတယ်နောက်ထပ်အမိုက်စာ music video တွေဆက်ပြီးတော့ဖန်ပြီးဖို့ကြံပါသေးတယ်ချစ်တော်ပြိတ္တအရောက်ချင်းစီတိုင်းကိုမနဲ့ဖျားရှိခိုးပြီးတိုင်းမေတ္တာပို့သနေပါတယ်စိတ်နှလုံးအေးချမ်းပါစေမိဘဆွေမျိုးမိတ်ဆွေပေါင်းတွေများကိုပေးကမ်းစွန့်ကြဲစောင့်ရှောက်ပြီးလှုပ်ကျွေးပြုစုနိုင်တဲ့တားကောင်းရဲ့နာသမီးကောင်းရဲ့နာတွေဖြစ်ကြပါစေလို့ဆုတောင်းပေးရင်နဲ့ဒီနေ့ဂျေဖိုင်ယာရဲ့ဖြောပြတင်ဆက်မှုကိုဒီနေရာမှာပဲနှုတ်ဆက်ခွင့်ပြုပါခင်ဗျာကျွန်တော်တို့အခုဆက်ပြီးဖြောပြမယ်ကိုဝေးကိုဖိတ်ခေါ်ပါရခင်ဗျာโอเคခေါ်လိုက်အောင်မလား